တေခြင်းတရားဆိုတာမသေးကြဘူးနားလည်လားတေခြင်းတရားဆိုတာမသေးကြတာဒီတပုံကြီးထမ်းနေတယ်တခါတည်းလေဦးဇင်းတို့ဘုရားခွဲခွာသွားတဲ့ပုံကိုယ်ကြီးနှုတ်ဆက်ချိန်တော့မရခဲ့ဘူးလေနော်ဦးဇင်းဟောပူပါတယ်ဒီတရားတွေဟုတ်လားနှုတ်ဆက်ချိန်တော့မရနော်ဟိုတလောထိုင်းမှာဩစတြေးလျကဒီဘွဲလွန်ဒီဂရီတွေယူလာတဲ့အမျိုးကောင်းသားလေးတူအက်ဆီဒန့်ဖြစ်ပြီးတော့သေသွားတာကြားလိုက်ရမယ်လေသူ့မိတော့ဝမ်းသာတော့မယ်ငါသားလေးပညာတတ်ကြီးဝမ်းမြောက်ဝမ်းသာဖြစ်တော့ပဲနော်သူကအန်တယ်ကင်းချင်လို့ကိုယ်ပိုင်ကားတော့မစည်းဘူးဆရာမရဲ့ကြားလားဘတ်စကားနဲ့ပဲသွားတယ်ပတ်စံရှိတယ်ဒါပေမဲ့ကိုယ်ပိုင်ကားမစည်းဘူးဖြစ်ချင်တော့အဲ့ဒီဘတ်စကားကရက်ထားနဲ့ချိတ်ပြီးတော့အက်ဆီဒန့်ဖြစ်တာသားလေးသေသွားတာအမေကြီးတွေအဖေကြီးတွေဝမ်းနေပြီးတော့ငိုကြွေးရတော့ဟုတ်တော့လားအေးအဲ့ဒါမျိုးလေးတွေဦးစင်စာထဲမှာဖတ်လိုက်ရတယ်ကြားလားနောကကြီးမှာနှုတ်ဆက်ချိန်တော့မရဘူးတခါတလေတခါကြီးတို့မကြီးတို့ဘာတွေဦးစင်တို့မျောလင့်နေသေးတယ်ဘာတွေကိုတွေးပြီးတော့မျောလင့်နေကြတယ်ဘဒုကိုစိတ်ဆိုးမဲ့အချိန်ရှိအောင်မလဲဟုတ်တော့ဘဒုကိုခင်မင်တွေ့တာဖို့အချိန်ကြီးပြီးနိုင်တော့မလဲနော်ချစ်ခင်သမျှဒုက္ခရောက်တယ်မုန်းတီးတာမှန်သမျှလည်းဒုက္ခပဲရောက်တယ်ချစ်ချင်းမုန်းချင်းတွေရှိရင်ဒုက္ခတွေရှိနေအောင်မှာဒါကြောင့်ကိုယ်ရင်ထဲမှာဘဒုမှမချစ်အောင်ကြိုးစားထားရတယ်ဘဒုမှလည်းမမုန်းမိအောင်ကြိုးစားထားရတယ်တခါကြီးတို့မိုက်လို့ကြားလားဘဝမှာတကယ်ချမ်းသာတယ်ဆိုတာယာတုအာနာစည်းစိမ်ဥစ္စာတွေမဟုတ်ပါဘူးလုံးဝမဟုတ်ဘူးကိုယ့်ရဲ့နှလုံးသားကိုတမပဏိဟိတကောင်းစွာထိမ့်သိမ်းစောင့်ရှောက်နိုင်တဲ့ပညာရှိတဲ့ပုဂ္ဂိုလ်တွေဒါလေငြိမ်းချမ်းတဲ့ဘဝပိုင်ရှင်ဖြစ်လာကြတာတကယ်တခါကြီးတို့မိုက်စိတ်ပျော်ရွှင်အောင်စည်းစိမ်ဥစ္စာမလုပ်နိုင်ပါဘူးကျမ်းလာတခါကြီးမိုက်တွေဘာမှမဟုတ်ဘူးစည်းစိမ်ဥစ္စာယာတုအာနာတွေဆိုတာနော်ဘာမဟုတ်ဘူးတခါအေးမိမိတို့အသုံးပြုတတ်မှကိုယ့်အတွက်စိတ်ချမ်းသာမှုကိုဖြစ်စေတာကိုယ်ပိုင်ဆိုင်တဲ့သက်ရှိတမဲ့တွေကနေပြီးတော့မစီစင်သားလေးတွေမျှဝေပေးတယ်နော်စားစရာမရှိတဲ့လူတွေစားစရာလေးတွေဝေပေးတယ်တောင်းစရာမရှိတဲ့လူတောင်းစရာတွေဝေပေးတယ်တလိษံကအစကျွေးတာမွေးတာတိတ်စိတ်ချမ်းသာတာဒါပညာရှိတို့ရဲ့ဓမ္မတာပဲလေပျော်ရွှင်ခြင်းကိုဖြစ်စေတယ်ကိုယ်ကပေးရတဲ့ဘဝပျော်တယ်သူများစီမှာသွားယူရတဲ့ဘဝတိတ်ကိုစိတ်ဆင်းရဲကိုကောင်းတယ်ကြားလာတယ်မအားလဲအားနာရတယ်မဟုတ်လားတကယ်မှသူများအိမ်မှာသွားစားတာပျော်ရဲ့လားကိုအိမ်လောက်မပျော်ပါဘူးဦးဇင်းတို့လည်းဒီတိုင်းပဲသူများအိမ်မှာဆုံးစားရတာမပျော်ပါဘူးကိုเจ้าမှာကိုမောင်ကိုရှိတာတွေနဲ့စားရတာဝမ်းသာတယ်ပျော်ရွှင်တယ်ကိုမှရှိတဲ့တပိတ်တွေကနော်စားမဲ့ဟာလေးကနေမျက်မျက်နုံနုံလေးကိုတပိတ်လေးတွေကိုသွားလှူရတာစိတ်ချမ်းသာတယ်နားလေလားဦးဇင်းပြောတာလောကမှာယူရတာပင်ပန်းတယ်ဆင်းရဲတယ်မျက်နှာလည်းပူရတယ်ဒါဦးဇင်းတို့ဘုန်းကြီးဘွားတကယ်တော့တိတ်မကောင်းသူများကြွေးတာစားရတာမျက်နှာငယ်ဖို့ကောင်းတယ်ဒီကြားတော့မှအလိုက်ကန်းဆုံးမသိတဲ့တချို့